ရဲတစေးဆိုတာကိုလူတွေကအမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြတယ်တချို့ကစိတ်ရဲ့ဖန်တီးမှုတဲ့တချို့ကတော့မကြုံမလွတ်တဲ့ဝိညာဉ်တွေတဲ့ဒါပေမဲ့အဲ့ဒီဝိညာဉ်ဟာကိုနဲ့အရန်ခင်တဲ့တငယ်ချင်းတယောက်ဖြစ်နေခဲ့ရင်ပြီးတော့ကိုရှိတ်ကတစ်ပင်ကြီးပေါ်မှာနေရာယူထားတယ်ဆိုရင်တင်ဘလို့ခံစားရမလဲဒီဖြစ်ပျက်ကကျမငငယ်တုန်းကနေခဲ့တဲ့ရန်ကုန်တိုင်းလှဲကူးမြို့နယ်ကစကန်ကြီးဆိုတဲ့ရွာလေးမှာကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါကျမတို့ရွာမှာနာမည်ကြီးဆုံးကတော့ညောင်ပင်ကြီးနဲ့လိန်ပင်ကြီးပါပဲလိန်ပင်ကြီးဆိုတာကပင်စင်ကြီးတစ်ခုတည်းကိုအခြားတစ်ပင်တွေကအထက်ထက်လိန်ရှက်ပတ်ခွေပြီးတော့ပေါက်နေတာမလို့ရွာကလူတွေကအဲ့ဒီလိုခေါ်ကြတာပါရှေ့လူကြီးတွေအစိုးရအဲ့ဒီလိန်ပင်ကြီးမှာတပတ်ကြီးနေတယ်လို့ဆိုကြတယ်အစိုးဆုံးကအဲ့ဒီလိန်ပင်ကြီးကကျမတို့အိမ်ရှိတဲ့တဲ့မှာရှိနေတာပါပဲအဲ့ဒီနားမှာဆိုအိမ်ကလည်း၃အိမ်နဲ့ရှိတာတရက်တော့မြို့ပေါ်ကမင်္ဂလာဆောင်တစ်ခုကိုသွားဖို့မနေ့အစောကြီးထပြီးကျမတို့ပြင်ဆင်နေကြတယ်အဲ့ဒီချိန်မှာပဲရွာထိပ်ကားကိန်းနားမှာလူတယောက်ကားကြိတ်ခံရတယ်ဆိုတဲ့သတင်းစိုးကိုကြားလိုက်ရတယ်ရွာထိပ်ဆိုတော့တိတ်မဝေးဘူးလေကျမတို့လည်းသွားကြည့်ကြတယ်ဟုတ်တယ်ကားကြိတ်သွားတာများခေါင်းကပြကတ်နေတာပဲဘယ်သူပဲဝါမန်းအောင်ဖွဲ့မရလို့အလောင်းကိုဘီလက်မြေအိတ်နဲ့ဖုံးထားရတယ်ကျမလည်းမင်္ဂလာဆောင်နောက်ကျမှစိုးတာနဲ့အဲ့ဒီမြင်ကွင်းကိုခေါင်းထဲကထုတ်ပြီးတော့မြို့ပေါ်ကိုဆင်းလာခဲ့တယ်မင်္ဂလာဆောင်တဲ့ရက်ွက်ထဲရောက်တော့နေရာကသေချာမသိဘူးဖြစ်နေတယ်အဲ့ဒီချိန်မှာမလန့်မကန့်မှရက်နေတဲ့ကျမတငယ်ချင်းဝေယံထွန်းကိုလှမ်းတွေးလိုက်ရတယ်ဒီမင်္ဂလာဆောင်ကဝေယံထွန်းရဲ့အကိုဝမ်းကွဲမင်္ဂလာဆောင်လေသူ့မျက်နှာနဲ့လာရတာဆိုတော့သူ့ကိုလှမ်းကြည့်လိုက်တယ်ဒါပေမဲ့သူကကျမတို့ကိုလာလည်းမခေါ်ဘူးမျက်နှာသေးကြီးနဲ့ပေကက်ကရက်ကြည့်နေတယ်အဲ့ဒီချိန်မှာကျမသတိထားမိလိုက်တာတခုကမနက်ကကားကြိတ်ခံလိုက်ရတဲ့အလောင်းဝတ်ထားတဲ့အဝတ်စားနဲ့အခုဝေယံထုံးဝတ်ထားတဲ့အဝတ်စားကတထထတူနေတာပဲဒါပေမဲ့တိတ်မစင်စားတော့ပဲမင်္ဂလာဆောင်မန်းတဲ့ထက်ကိုဝင်သွားခဲ့တယ်အထက်မှာတော့ဝေယံထုံးကိုမတွေ့ရတော့ဘူးစားတော့ပြီးလို့အပြန်လှဲကူလမ်းစုံမှာလိုင်းကားကလူရက်တင်တယ်ကားရက်တဲ့နေရာကရင်ခွဲရုံရဲ့ခေါင်းရင်ပေါက်တဲ့တဲ့မှာရင်ခွဲရုံထဲမှာလူတွေအပြည့်နဲ့ငိုကြိုအောင်ဟစ်နေကြလို့ကားလမ်းအောင်ပိတ်နေတယ်တေချာကြည့်လိုက်တော့ငိုနေတဲ့အုပ်စုထဲမှာဝေယံထွန်းရဲ့အမေရဲ့ညီမတွေရဲ့ဖြစ်နေတယ်ကျမလည်းလန့်သွားပြီးကားပေါ်ကဆင်းဘာဖြစ်တာလဲလို့သွားမေးလိုက်တယ်မနက်ကနင်တို့ရွာထိပ်မှာကားကြိတ်သွားတာဝေယံထွန်းလေတဲ့ကျမတကိုယ်လုံးအေးဆက်သွားတယ်ဟဲမဟုတ်တာခုနလေးကတင်မင်္ဂလာဆောင်မှာသူ့ကိုတွေးခဲ့သေးတယ်လေလို့ပြောလိုက်တော့သူတို့ကအတီးပြုတ်ပြီးပြီတဲ့ဝေယံထွန်းမှာမွေးရပါလက်တန်းလေးကတုံးတီတီလေးဖြစ်နေပြီးတော့လက်ကလေးမှာလက်စွပ်လေးဝစ်ထားတာမလို့တေချာသွားပြီတဲ့ကျမတို့အကုန်လုံးစွန့်အပ်ပြီးတော့ကြက်သိန်းတွေဖြန်းဖြန်းထားသွားတယ်ကျမမင်္ဂလာဆောင်မှာတွေးခဲ့တာဘယ်သူလဲမကြပါဘူးကျမတို့ရွာထိပ်မှာခေါင်းပြကြီးဆိုပြီးနာမည်ကြီးရောအား၆တာပဲသူ့ကိုမြေချတဲ့နေမှာတင်ရွာထက်ကလူတယောက်ကိုဝင်ပူးတယ်သူကမင်္ဂလာဆောင်အိမ်ကနေညကလေးကအဝတ်စားပြန်ယူခြင်းလို့ဘယ်သူမှမသိအောင်လမ်းလျှောက်ပြန်လာတာတဲ့ရွာကျော်ပြီးတော့၃ရွာလောက်ဖျက်ရတာမလို့အတော်လေးဝေးတယ်ရွာထိပ်လည်းရောက်ရောအရန်မောပြီးတော့ကားလမ်းဘေးကတ္တရလမ်းမပေါ်မှာခဏလဲအိတ်သွားတယ်ကားလာတန်ကြလို့ထမယ်လို့တော့လူမကြီး၄ယောက်ကမင်းမထားနဲ့လဲနေဆိုပြီးသူ့ရင်ဘက်ကိုနင်းထားကြတာတဲ့ထားလို့မရတော့ဘူးကားမိရောင်ကိုမြင်လိုက်ရပြီးတော့နောက်ပိုင်းဘာမှမသိတော့ဘူးတဲ့အဆိုးဆုံးကရွာထက်ကဆရာကပြောတယ်အဲ့ဒီခေါင်းများကြီးကရွာထိပ်ကကျမတို့အိမ်ရှိကလိန်ပင်ကြီးမှာအဆောင်ဖြစ်သွားပြီတဲ့နောက်တော့ကျမတို့အိမ်သားကအကိုကြီးဝင်းကျော်ကိုပါထပ်ပူးတယ်အကိုကြီးဝင်းကျော်အဖေကဖျားတရားသမားဆိုတော့မေးကြည့်တာပေါ့အဲ့ဒီလူပြောတော့ကျွေးစရာရှိတာကျွေးမမ်းမုံလိုက်မှထွက်သွားတယ်အဲ့ဒီသတင်းကြတော့ကျမပိုကြောက်သွားတယ်တငယ်ချင်းလည်းဖြစ်အိမ်ရှိတဲ့ကတစ်ပင်မှလည်းနေရတယ်ဆိုတော့လေကျမတို့အိမ်ကနွေရာသီဆိုအောက်ဆင်းပြီးတော့ချက်ပြုတ်ကြတယ်အကာရံမရှိဘူးမြေကြီးပေါ်မှာထင်းမီးပုံနဲ့ချက်တာမိဖို့နဲ့အိမ်ရှိကလိမ်မင်ကြီးနဲ့ကတဒန်းနဲ့တရက်တော့ရွာမှာနွားပေါ်လို့အမေကအမဲသားပြုတ်ပြီးတော့မိဖို့ပေါ်မှာတင်ထားခဲ့တယ်ည8 နာရီလောက်ကြီးအောက်တက်စီကအိုးကင်တဲ့အတန်ထောင်ကနေကြားလိုက်ရတယ်အမဲဦးပေါ်ကိုအုတ်ခဲဖိထားလို့မှောက်တော့မကြဘူးအမေကခွေးလားကြောင်လားမသိဘူးစင့်ကြည့်ရအောင်ဆိုပြီးကျမတို့သားမီးနှစ်ယောက်အိမ်မော်ကနေဓမီနဲ့လှမ်းထုတ်ကြည့်လိုက်တယ်ဓမီရောင်အောက်မှာမိဖို့ပေါ်ကအမဲဦးပေါ်ကိုခေါင်းမဖော်တန်းအငမ်းမရစားနေတဲ့အရာကြီးတစ်ခု
လူပုံစံပဲဒါပေမဲ့မဲမဲကြီးမျက်နှာကိုလုံးဝမမြင်ရဘူးအတန်ကတကြီးကြီးနဲ့တရိတ်ဆန်တကောင်လိုညီတန်ကြီးထွက်နေတယ်စားလို့လဲပြီးရောကုန်းကုန်းကောက်ကွာကြီးနဲ့ကျမတို့အိမ်ရှိကလေမင်းကြီးပေါ်ကိုတွားသွားပြီးတော့တက်သွားတော့တာပဲကျမတို့သားမင်းနှစ်ယောက်လုံးအဲ့ဒီမြင်ကွင်းကိုသေချာမြင်လိုက်ရတယ်အဲ့ဒီညကအကြောက်လွန်ပြီးတော့စကားတောင်မပြောနိုင်ကြတော့ဘူးနောက်ရက်ရောက်မှတရားဝက်ကရလာတဲ့ရေမန်းတွေတောက်လိုက်ရတယ်အမေကတော့ကျမကြောက်မှဆိုလို့အဲ့ဒါစိုက်ခင်းတွေစောင်းတဲ့လူတွေကသူများဟာအလကားစားခြင်းလို့တရေပုံစံဖမ်းတာပါလို့လိန်ပြောရှာတယ်ဒါပေမဲ့မဲသားစားနေတော့ကထွက်လာတဲ့ဂီဂီဆိုတဲ့ညီတန်ကြီးနဲ့လေမင်းကြီးပေါ်ကိုတွားတက်သွားတဲ့ပုံစံကလူလုံးဝမဟုတ်ဘူးဆိုတာကိုကျမအသိဆုံးပါအခုချိန်ထိအဲ့ဒီလေမင်းကြီးကရှိနေတော့မှာပဲဘယ်သူမှလည်းမဟုတ်ရဲကြဘူးရှေ့လူကြီးတွေပြောတာကတော့အဲ့ဒီလေမင်းကြီးရဲ့ညောင်မင်းကြီးရဲ့ခလန်းလန်းကရွာတုတ်တန်ရဲ့ကိုညာတိုင်းတပည့်ကြီးကပူတန်သွားလာနေတာတဲ့မြင်မှုတဲ့သူတွေရှိတယ်တေချာတာတစ်ခုကတော့နေဝင်မောချုပ်သွားပြီဆိုတာနဲ့အဲ့ဒီလေမင်းကြီးအောက်ကိုဘယ်သူမှမဖြစ်ရဲကြတော့တာပဲဒီဖြစ်ပျက်ဟာ2019ခုနှစ်လောက်ကရွှေဘုံမြို့အမှတ်10ရပ်ကွက်မဲဇလီပင်စုမှနေထိုင်တဲ့ကျောင်းသားကောင်လေးတစ်ယောက်ကြုံတွေ့ခဲ့ရတဲ့ဇက်တိုက်ဆိုသလိုဖြစ်ပျက်ခဲ့တဲ့ခြောက်ချားပွဲရာအတွေ့အကြုံပါအဲ့ဒီရပ်ကွက်ကိုမြောက်ပိုင်းကလူတွေကတရေအရန်ပေါ်လို့တရေကုန်းလို့တောင်နာမည်ပေးထားကြပါတယ်နေဝန်ကြီးတရောအချိန်ရောက်တာနဲ့အဲ့ဒီရပ်ကွက်ရဲ့လမ်းမတွေပေါ်မှာလူသူကင်းမဲ့ပြီးအမောင်တူကြီးကကြီးစိုးသွားတတ်ပါတယ်အဲ့ဒီချိန်ကကျွန်တော်ဟာ10တန်းကျောင်းသားအရွယ်ပါညဘက်ဆိုရင်အိမ်နဲ့ကက်လျက်မှာရှိတဲ့ဆယ်မြောင်ယုံကြီးထဲမှာဝိုင်းကျူရှင်သွားတက်ရတယ်။တရက်တော့ည10နာရီကျော်လောက်မှာကျူရှင်ဆင်းလာလို့အမေကဓမီလေးတက်လက်နဲ့လားကြိုတယ်။သားမိနှစ်ယောက်စကားတပြောပြောနဲ့အိမ်ကိုပြန်လာကြတာပေါ့။လမ်းမှာလူသေးထားတဲ့အိမ်လေးတိမ်ကိုဖျက်ရတယ်။အဲ့ဒီအိမ်မှာကမိမချင်းယူထားတဲ့ဇုံတွဲနေတာဖြစ်ပြီးတော့တယောက်ကဆုံးမသွားခဲ့တာပါ။မကျွတ်မလွတ်ဘူးလို့လည်းနာမည်ကြီးတယ်။ဒါကြောင့်သားမိနှစ်ယောက်အိမ်အဝင်မှာရှေ့ထုံးစံတိုင်းဖွားဟဲ့ဆိုပြီးအတန်ထွက်ရွတ်ဆိုပြီးမှဝင်ကြတယ်။အဲ့ဒီလိုရွတ်ရင်းနဲ့ကျွန်တော်ကဘေးအိမ်ဘက်ကိုအမတ်တမဲ့လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲအမောင်ထဲမှာလူတစ်ယောက်ကလမ်းလျှောက်နေတယ်။ဒါပေမဲ့ခေါင်းမပါဘူး။ကိုယ်လုံးလည်းမပါဘူး။လူကောင်းလောက်ပဲရှိတဲ့ထမင်ဝတ်ထားတဲ့အောက်ပိုင်းခြေထောက်ကြီးတက်ကလမ်းလျှောက်သွားနေတာကိုတွေ့လိုက်ရတယ်။ကျွန်တော်တကူလုံးကြက်သိန်းတွေဖြန်းဖြန်းထားပြီးခေါင်းတွေပါကြီးသွားတယ်။အိမ်ထဲရောက်မှအဖေကိုအလံတကြားပြောပြတော့အမေဖြစ်သူကလည်းအေးအမေလည်းမြင်တယ်တားကြောက်သွားမှဆိုလို့ဘာမှမပြောဘဲခေါ်လာတာတဲ့နောက်မှသိရတာကအဲ့ဒီတေဆုံးသွားတဲ့သူဟာခေါင်းမှုချုံနတ်ကတော်တယောက်ဖြစ်နေလို့အခုလို့ထူးထူးဆန်းဆန်းကိုတစ်ပိုင်းနဲ့ပြတာလို့လူကြီးတွေကဆိုကြတယ်အဲ့ဒီတရေကုန်းရက်ကွက်မှာနောက်ထပ်နာမည်ကြီးတဲ့နေရာတစ်ခုရှိသေးတယ်ကျွန်တော်တို့နဲ့ဆွေမျိုးဆက်လို့ရတဲ့မေကြီးဆွေဆိုတဲ့အပြိုကြီးတယောက်ရဲ့ခြံဝင်းမှာသူကခြံထဲမှာပဲတေဆုံးသွားခဲ့တာခြံထဲမှာအိမ်ဆောက်ဖို့ချထားတဲ့တစ်ပုံအုပ်ပုံတွေနဲ့ထုံနယ်တွေကပိတ်ဖုံးနေပြီးခြံထောက်မှာတီးတီးပင်ကြီးတစ်ပင်ရှိတယ်ညနေဆောင်ပြီးဆိုတာနဲ့မေကြီးဆွေကအဲ့ဒီတစ်ပင်အောက်မှာထိုင်ပြီးစက်လိတ်ထိုင်လိတ်နေတတ်တယ်လို့ရွာထဲမှာသတင်းမွေးနေတယ်ကျွန်တော်ကလည်းဆယ်ကျော်တဲ့တဘာဝဆက်စုကျင်တာနဲ့ညနေဆောင်မှာအဲ့ဒီလမ်းဘက်ကနေတိုင်ကန်နဲ့တမင်ဖြတ်မောင်းလာခဲ့တယ်အဲ့ဒီမှာတင်တီးပင်အောက်ကအောက်ပုံပေါ်မှာမဲကြီးထိုင်နေတဲ့အမေကြီးဆွေကိုတကယ်ကိုတွေ့မျက်မြင်မြင်လိုက်ရတော့တာပဲဒီ၆လက်မှုကကျွန်တော်တယောက်တည်းကြုံရတာမဟုတ်ဘူးရက်ွက်ထဲကနောက်ထပ်အပြိုကြီးတယောက်ဖြစ်တဲ့ဒေါ်ဝင်းဆိုရင်လေတရက်သားညနေဆောင်အဲ့ဒီအချိန်အမေကြီးဆွေရဲ့ခြံဘေးကဓာတ်တိုင်နာကဖြက်အလျှောက်သူ့နောက်ကိုအေးရမအရေးမဲကြီးတစ်ခုကထက်ချက်မကွာလိုက်လာတာကိုခံခဲ့ရဘူးတဲ့လှည့်ကြည့်တော့ဘယ်သူမှမရှိပဲအရှိကိုပြန်ကြည့်တော့မှအရေးကြီးကလမ်းမပေါ်မှာအထင်သာပေါ်နေတာတဲ့အချိန်တွေကုန်လွန်သွားပြီး2018ခုနှစ်ကျွန်တော်တက္ကသိုလ်ပထမနှစ်ရောက်လာတဲ့အချိန်ပေါ့စောင်းရသည်ရဲ့မနေ့9နာရီမြို့နင်းတွေကထူထပ်ပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးအကြအတန်မကြားရလောက်အောင်တိတ်ဆိတ်နေတယ်မြို့ပြင်ကတက္ကသိုလ်ကိုကျူရှင်သွားတက်ဖို့ကျွန်တော်တယောက်တည်းအိမ်ကနေထွက်လာခဲ့တယ်တ
တငယ်ချင်းတွေကကားလမ်းမကြီးပေါ်မှာစောင့်နေတာမလို့ရက်ွက်ထဲကလမ်းတွေလေးအတိုင်းပြေးလွှာရှောက်လာခဲ့တယ်နှစ်လမ်းချိုးခွေတစ်ခုနားအရောက်လမ်းတောင်မှာရုတ်တရက်အရာတစ်ခုကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒီရဲ့လမ်းတောင်မှာငုတ်တုတ်ကြီးထိုင်နေတဲ့အေးရမလူမဲကြီးတယောက်ခေါင်းကြီးကပုံမှန်တဲ့အများကြီးကြီးနေပြီးသပင်တွေကအပေါ်ကိုထောင်တက်နေတယ်ကျွန်တော်လည်းလမ်းဖြန်ပြီးခြေလမ်းတွေရက်တန့်သွားတယ်မျက်တောင်တစ်ချက်ခတ်ပြီးတော့ပြန်ကြည့်လိုက်တဲ့အချိန်အဲ့ဒီအေးရမအရာကြီးဟာလေဟာနယ်တစ်ခုတည်းကိုပဲချက်ချင်းပြောက်ွယ်သွားခဲ့ပြီဒါဟာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ထူးထူးခြားခြားအတွေ့အကြုံတွေပါပဲအခုချိန်မှာတော့အမေကြီးဆွေရဲ့ခြံဝန်းကိုတခြားသူတွေဝယ်လိုက်လို့အဲ့ဒီနေရာမှာတိတ်ပြီးတော့မချောက်လန့်တော့ပါဘူးဒါပေမဲ့တရေကုန်းဆိုတဲ့နာမည်ကအလကားရလာတာတော့မဟုတ်ဘူးမကြသေးခင်ကပဲရက်ွက်ထဲကကလေးတွေညနေဆောင်လမ်းတောင်မှာပိုက်ကြော်ချင်းခတ်ရင်းနဲ့အမတ်တရဓာတ်ပုံရိုက်ကြတယ်ပုံထွက်လာတဲ့အခါမှာတော့ကလေးတွေရဲ့အနောက်ဘက်မှာရက်နေတဲ့ခေါင်းမပါတဲ့အေးရမအရိပ်မဲကြီးတစ်ခုကိုဓာတ်ပုံထဲမှာအထင်သာတွေးလိုက်ကြရတယ်အဲ့ဒီချိန်ကစပြီးရက်ွက်ထဲကကလေးတွေဟာနေဆောင်တာနဲ့ချင်းဝိုင်းကိုအမြန်သိမ်းကြပြီးမောင်တာနဲ့အပြင်ကိုတယောက်မှမထွက်ရဲကြတော့ပါဘူးလူတွေကနေရာတွေပြောင်းရွှေ့သွားကြပြီးမဲ့အဲ့ဒီရက်ွက်ထဲကမမြင်ရတဲ့အရာတွေကတော့သူတို့ရဲ့မူလနေရာမှာပဲအခုထက်ထိဆက်လက်ရှင်သန်နေထိုင်ကြဆဲဆိုတာပါပဲအောက်လန်းပညာမော်ပညာဒီအရာတွေကိုဒဏ္ဍာရီတစ်ခုတက်တယ်လို့သင်ထင်ပါသလားတကယ်လို့များသင်ရဲ့မိသားစုဝင်တယောက်ယောက်ကအဲ့ဒီအမောင်လောကနဲ့ပတ်သက်မိသွားရင်ဘာတွေဆက်ဖြစ်လာမလဲစဉ်းစားကြည့်ဘူးလားဒီဖြစ်ပျက်ဟာတာရုကန်မြို့နယ်မှာဖြစ်ပျက်ခဲ့တာပါကျွန်တော်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့အခုချိန်ထိပြန်တွေးတိုင်းကြက်သိမ်းထားရလောက်အောင်အိမ်မဆုပ်မက်စီခဲ့တဲ့ညတညအကြောင်းပေါ့ဇလန်းကကျွန်တော်ရဲ့ညီဝမ်းခွဲလေးစီကနေစတာပါသူကအသက်16နှစ်ပဲရှိသေးတယ်ဒါပေမဲ့မိဘတွေသဘောမတူတဲ့ကြားကမိန်းမတယောက်ကိုခိုးယူခဲ့တယ်အစိုးဆုံးကအဲ့ဒီမိန်းကလေးရဲ့ဆွေမျိုးတတိုက်လုံးကအောက်လန်းပညာကိုအစဉ်အဆက်လက်ဆင့်ကမ်းလာခဲ့ကြတဲ့မိသားစုဖြစ်နေတာပဲအသက်ငယ်ငယ်နဲ့အိမ်အောင်ကြတော့ကြာမခံပါဘူးကောင်မလေးကလည်းစကားပြောကြမ်းတမ်းတယ်လို့ပြဿနာတွေကလည်းနေတိုင်းလိုဖြစ်လာတော့နောက်ဆုံးမှသူတို့တွေလမ်းခွဲလိုက်ကြတယ်မိမဖြစ်သူအိမ်မော်ကနေဆင်းသွားပြီးကျွန်တော်ညီလေးကသူ့အဖေကျွန်တော်ဦးလေးအိမ်ကိုပြန်ရောက်လာခဲ့တယ်အဲ့ဒီနေ့ကဦးလေးအိမ်မှာအိမ်တဲ့အလူရှိလို့ကျွန်တော်တို့မိသားစုတွေအကုန်ရောက်နေကြတဲ့အချိန်ပေါ့ည12နာရီလောက်ရှိပြီအိမ်မှာရှိတဲ့လူတွေအကုန်လုံးကအခန်းခွဲပြီးတော့အိမ်မောကြနေကြတဲ့အချိန်ဟေ့ကောင်မင်းဘာဖြစ်နေတာလဲသားဦးလေးဖြစ်သူရဲ့ထိတ်လန့်တကြားအော်ဟစ်တန်ကြီးကြောင့်ကျွန်တော်တို့အကုန်လုံးအိယာကနေလန်လို့သွားတယ်အခန်းထဲကိုပြေးဝင်သွားတော့ကျွန်တော်ညီလေးကဂရင်ပေါ်မှာလူးလိမ်ပြီးတော့အသေးအတန်အော်ဟစ်နေတယ်သူ့မျက်လုံးတွေကအဖြူရောင်တက်တက်ဖြစ်နေပြီးတော့မျက်ဖြူလန်းနေတာဗျကျွန်တော်ကိုမလုတ်ခိုင်းပါနဲ့ကျွန်တော်မလုတ်ချင်ဘူးမရိုက်ပါနဲ့တော့ကြောက်ပါပြီသူကလေဟာနယ်တဲ့ကတစုံတယောက်ကိုအတနာခံနေတာဦးလေးကရင်မန်းတွေနဲ့ပတ်တရားကိုယ်တွေဖွင့်ပြပေးမဲ့လုံးဝအဆင်မပြေဘူးအသက်16နှစ်အရွယ်ကောင်လေးတယောက်ကိုကျွန်တော်တို့ယောက်ျားကြီး3ယောက်ဝမ်းချုပ်တာတောင်သူ့ခွန်အားကိုမနိုင်ဘူးဗျာအိမ်ကကလေးတွေကလည်းကြောက်လန့်ပြီးတော့ငိုရက်ွက်ထဲကလူတွေကပါအိမ်ရှိကိုရောက်လာကြတယ်ည2နာရီလောက်မှရွှင်ကျော်ဆရာတယောက်ကိုတွားပင်လာခဲ့တယ်ဆရာကလည်းရောက်ရောရက်ွက်ထဲကခွေးတွေအကုန်လုံးကရိုင်းလူထအုပ်ကြတော့တာပဲဗျာအတန်တွေကလည်းဆူးရှာပြီးတော့ကြက်သိမ်းထဆရာကြီးဆရာကညီလေးကိုဖျားစင်ရှိခေါ်သွားပြီးတော့အထက်လန်းအမိန့်တွေနဲ့စစ်စစ်မေးမြန်းတယ်အဲ့ဒီချိန်မှာညီလေးရဲ့ပါဇက်ကနေထွက်လာတဲ့အတန်ကသူ့အတန်မဟုတ်တော့ဘူးအသက်ကြီးကြီးမိန်းမကြီးတယောက်ရဲ့အကွက်ကွက်အတန်ကြီးဖြစ်နေတယ်သူ့မိန်းမဟောင်းရဲ့အဖွားဖြစ်သူကဝင်ပူးပြီးတော့ပြောနေတာဗျငါမြေးကိုစော်ကားတဲ့ကောင်သူချစ်တဲ့သူ့အဖေကိုငါကိုယ်တိုင်ပြန်သက်ခိုင်းမယ်သူမလုပ်ဘူးညင်းနေလို့တန်ချောင်းတွေနဲ့သူ့လက်ကိုငါထိုးဆိုင်ထားတာအောက်လန်းနဲ့ဖခင်ဖြစ်သူကိုတက်ခိုင်းနေတာဆရာကလည်းဒေါသထွက်ပြီးတော့နေလောက်ထားတဲ့ပညာတွေအကုန်ပြန်ယူသွားဆိုပြီးရင်မန်းတွေနဲ့ပတ်မိတွေနဲ့တိုက်ကျိုးတွေနဲ့ရိုက်ပြီးကုသလိုက်တာမနေ့4နာရီလောက်မှညီလေးလည်းပေမန်းပြီးတော့အိပ်ပျော်သွားတော့တယ်ဆရာပြန်ကန်ဒီညီလေးရဲ့လက်ကောက်ဝက်မှာကျိုးညီလေးတစ်ချောင်းကိုခြီပေးသွားတယ်ဒီကျိုးကိုဘယ်တော့မှအပြုတ်မခံနဲ့လို့အတန်တန်မှာသွားခဲ့တယ်အဲ့ဒီအချိန်ထိကျွန်တော်တို့မိသားစုတဲကဘယ်သူမှမအိပ်ရဲသေးဘူးညီလေးပေမှာဝိုင်းထိုင်ပြီးတော့စောင့်နေကြတာဒါပေမဲ့ဘယ်ကနေဘလို့အကုန်လုံးအိမ်မောကျသွားမှမသိလိုက်ဘူးမော်တစ်ခုခုနဲ့အသိစိတ်တွေအသိခံလိုက်ရတယ်လို့မျိုးပဲရုတ်တရက်လေဘိညက်ခံထားရတယ်လို့တက်ရှူကျက်နေတဲ့
အတန်ကြီးကြားမှာကျွန်တော်လန့်နှိုးသွားတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့ညီလေးရဲ့လက်ကကျုံးနေလေးကပြုတ်ထွက်နေပြီညီလေးကသူ့ဖေရဲ့ကိုယ်ပေါ်ကိုတက်ခွာပြီးလေပင်ကိုအသေးလေးညှစ်ထားတာဗျအဆိုးဆုံးကညီလေးကမျက်လုံးစုံမိတ်ထားပြီးပါးပြင်ပေါ်မှာမျက်ရည်တွေစီးကျနေတယ်အဖေသားကိုခွင့်လို့ပါသားကိုခွင့်လို့ပါသူတို့သားကိုလှုပ်ခိုင်းနေလို့ပါအဖေကိုမလှုပ်ရင်တမီသားစုလုံးကိုတတ်မယ်လို့ချင်းချောင်နေတယ်သားကိုတန်တွေနဲ့ထိုးနေကြပြီညီလေးကငိုလဲငိုအဖေလေပင်ကိုလည်းအသေးလေးညှစ်နေတာကျွန်တော်တို့အကုန်လုံးပြေးဆွဲပြီးတော့သူ့ကိုဝိုင်းချုပ်ရတယ်အဲ့ဒီချိန်မှာပဲညီလေးပါဇက်ကနေစောစောကမိမကြီးရဲ့အတန်ထွက်လာပြီးတော့နင်တို့မိသားစုတကွဲတပြားစီဖြစ်ပြီးဒုက္ခရောက်စေရမယ်လို့ကျိန်းဝါတော့တာပဲပြီးတာနဲ့ညီလေးကတောင်းကျမ်းလာပြီးတော့သူ့ကောင်းကိုကျမ်းပြင်းနဲ့တုံးဆက်ပြီးတော့စောင့်နေတာမင်းညကဆရာကိုအမြန်သွားပင်တော့လေဆရာကအိမ်မှာမရှိဘူးအကုန်လုံးဘာလို့ရမှန်းမသိပဲပြရာခတ်ကုန်တယ်နောက်ဆုံးတော့အိမ်နီနာချင်းတွေရဲ့အကူအညီနဲ့တာတုကန်ဖះဆင်းသားကအောက်လန်းဆရာတယောက်ကိုတွားပင်ရတော့တယ်ဟုတ်ပါတယ်အထက်လန်းနဲ့ကူးလို့မရတော့တဲ့အဆုံးအောက်လန်းပညာကိုအောက်လန်းပညာချင်းပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ရတာပါထူးဆန်းတာကအဲ့ဒီအောက်လန်းဆရာရောက်လာပြီးပညာချင်းပြန်လိုက်မှာပဲညီလေးလည်းငြိမ်ချသွားပြီးတော့ပြန်ကောင်းလာတော့တယ်အခုတော့အဲ့ဒီအဖြစ်အပျက်ကြီးပြီးသွားခဲ့ပါပြီဒါပေမဲ့ကျွန်တော်တို့မိသားစုတွေရဲ့ရင်ထဲမှာတော့အဲ့ဒီညကအကြောက်တရားတွေကအခုတည်းထိဆွဲကြံနေသေးပါပဲပြောရရင်ကျွန်တော်စိတ်ထဲမှာအခုဒီမိကုန်းတစ်ခုရှိနေသေးတယ်အဲ့ဒီအောက်လန်းဆရာကပညာချင်းပြန်ပြီးတော့ဖြည့်ရှင်းပေးခဲ့တယ်ဆိုပေမဲ့တကယ်ရောအဲ့ဒီကျင်းစာကအပြီးတိုင်ပြက်ပြဲသွားပြီလားဒါမှမဟုတ်အချိန်ကာတစ်ခုကိုစောင့်ပြီးတော့ကျွန်တော်တို့မိသားစုစီကိုအဲ့ဒီမိမကြီးရဲ့အတန်ပြန်ရောက်လာအောင်မလားဆိုတာကိုပေါ့